အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့အိမ်မှာခန်းသီးလေးရှိရတဲ့ပုံမှန်ကြော်စားနေကြပုံစံနဲ့မတူပဲခရူးစီလေးနဲ့ကြော်စားဖြစ်ပါရဲ့ရှင်ကြော်နီးလေးကိုဝင်မြပေးလိုက်ပါရဲ့ရှင်ဘရင်ဆုံးခန်းသီးလေးကိုလှိလိုက်ပြီးရေစိမ်ပေးထားလိုက်ပါမယ်ရှင်ပြီးရင်ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းလေးကိုလှိထားပေးလိုက်ပါမယ်ရှင်ပြီးရင်ခုနရေစိမ်ထားတဲ့ခန်းသီးလေးတွေကိုရေတခြားစစ်ပေးလိုက်ပြီးဘန်းထဲကိုထည့်ထားလိုက်ပါမယ်ရှင်ပြီးရင်ပြောင်းကုန်မုံအနေငယ်ထည့်ပြီးခန်းသီးတွေနဲ့ကတ်သွားအောင်နဲ့ပေးထားလိုက်ပါမယ်ရှင်ခန်းသီးလေးကြော်ဖို့အတွက်အိုးထဲကိုစီအနေငယ်ထည့်လိုက်ပါမယ်ရှင်စီပူလိုက်ဆိုရင်ပြောင်းကုန်မုံကတ်ထားတဲ့ခန်းသီးလေးတွေကိုထည့်ကြော်ပေးလိုက်ပါမယ်ရှင်ကြော်နေတဲ့အချိန်မှာလည်းအထက်အောင်လှန်ပေးဖို့လိုအပ်ပါရဲ့ရှင်ခန်းသီးလေးကျက်သွားပြီဆိုရင်ဗငတ်တစ်ခုတည်းဆက်ထားပေးလိုက်ပါမယ်ရှင်ပြီးရင်အိုးထဲကိုစီအနေငယ်ထည့်လိုက်ပါမယ်ရှင်စီပူလိုက်ဆိုရင်လှိထားတဲ့ကြက်သွန်ဖြူလေးထည့်ပြီးကြော်ပေးလိုက်ပါမယ်ရှင်ကြက်သွန်ဖြူနဲ့လေးမွေးလိုက်ဆိုရင်လှိထားတဲ့ငရုတ်သီးစိမ်းလေးထည့်ပြီးကြော်ပေးလိုက်ပါမယ်ရှင်ငရုတ်သီးလေးနွမ်းလိုက်ဆိုရင်ခုနကြော်ထားတဲ့ခန်းသီးလေးထည့်လိုက်ပါမယ်ရှင်ပြီးရင်အရသာအတွက်ပဲငမြရေးအကျဲလက်ဖေးစွန်းနဲ့နှစ်စွန်းခရူးစီလက်ဖေးစွန်းနဲ့တစ်စွန်းနဲ့ကြက်သားမုံအနေငယ်ထည့်ပြီးအလုံးသမသွားအောင်မှုပေးလိုက်ပါမယ်ရှင်ခဏလောက်ကြော်ပေးပြီးသွားပြီဆိုရင်အရန်ကိုစားကောင်းတဲ့ခန်းသီးခရူးစီကြော်လေးရတော့ပါပြီရှင်ကုန်ကြစိတ်သက်သာပြီးစားလို့ကောင်းလို့လိုက်ကြော်စားကြည့်ကြနော်လမ်းဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့တငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်